ဒီနေ့အားလုံးငယ်ရင်တော့အားလုံးမင်္ဂလာပါဒီနေ့ကတော့ညာပဲကျော်နဲ့ရှင်ဆက်ကလေးလုံနီးစားလှုပ်စားဖြစ်လို့ပေါ့နော်လုံနီးလေးတဲ့ကွာတင်ဝင်ဆက်လိုက်ပါတယ်ငယ်ချင်းတို့အိမ်မှာကြာရင်လှုပ်စားလို့ရပါတယ်ကျွန်တော်တို့ကောင်းညင်းမုံနဲ့ဆမ်မုံနဲ့ကိုနှစ်စားတစ်စားပေါ့နော်နှစ်စားတစ်စားရဲပါကျွန်တော်တို့တခြားကိုစားဖို့ဖြစ်တဲ့အတွက်တခြားခွက်နဲ့ချိန်ပြီးတော့မထည့်လိုက်ပါဘူးနော်ဆမ်မုံနှစ်စားတစ်စားပေါ့ဒီနော်စားအင်းယုံမုံထဲပေါ့နော်ရတာအတွက်ဒီညာကိုကတော့အပေါ်ကြိုင်အပေါ်ကြိုင်ငန်းပေါ့နော်ကိုလိုရတဲ့လိုတို့ပိုရှော့ထဲလို့ရပါတယ်ပြီးတော့ကျွန်တော်တို့စော်တာလေးထည့်ပါရနော်စော်တာပြီးတော့ကျွန်တော်တို့ပြုတ်တာတဲ့ပဲစီလေးကိုထည့်ပါရနော်ပဲစီကတော့ဘာပဲစီလဲမသိကျွန်တော်တို့ပဲလက်ကောက်လို့ခေါ်ရဗျဆိုတော့မယ်ကြတော့လေအားဆုံးရောသမမွေတော့အောင်ထည့်ပါပြီးတော့မွေပါမယ်နော်နေပါမယ်ကြော်လို့ရတဲ့အနေထားဖြစ်အောင်ပေါ့နော်ရေလေးထည့်ပြီးတော့လိုအပ်ရင်လိုအပ်တော့ရေလေးတစ်ခါတည်းအများကြီးမထည့်ပေးတယ်ပေါ့နော်ရန်ပြော့ဟွာဖြစ်သွားရင်အစင်မပြေဘူးပေါ့နော်မုံအမုံလေးပြန်ထည့်ရတာဘာလို့ဖြစ်တတ်တယ်အခုလိုနေထားဆိုရင်တော့ရပြီပေါ့နော်ကျွန်တော်ထောင်းထားတဲ့ဂျင်းကျက်သွန်ပြူထည့်ပြီးတော့အမွေးနှမ်းတာလေးပေါ့နော်မွေးအောင်လို့ကျွန်တော်ထည့်ပြီးတော့အခုလိုမျိုးလေးတမအောင်မှွေပေးလိုက်ပါတယ်အခုဆိုရင်တော့စပြီးကြော်လို့ရပါပြီเนาะကြော်တဲပိုင်းနဲ့ကိုစီထည့်မယ်စီပူလာမှကျွန်တော်စီပူလာဆိုရင်စီပွက်လာဆိုရင်ကျွန်တော်စပြီးကြော်လို့ရပါပြီပေါ့เนาะဆိုတော့ငယ်ချင်းတို့ကြားတော့ကိုကြိုက်တယ်လို့လေးပေါ့เนาะကိုကတော့အလုံးကြိုက်အလုံးလေးပြပြလေးကြိုက်ပြပြလေးပေါ့เนาะကိုကြိုက်တဲ့အနေထားနဲ့ကြော်လို့ရပါတယ်ကျွန်တော်ကတော့အခုလိုပုံစံလေးပဲကြော်လိုက်ပါတယ်ငယ်ရင်တို့အိမ်မှာလိုက်လို့စားကြည့်ပါရမ်းစားလို့ကောင်းတယ်ပေါ့နော်ကြွရတယ်ကြော်လေးပေါ့နော်အခုလိုမျိုးလေးဆိုရင်အထက်အောက်လေးလန်ပေးတယ်ပေါ့နော်မီအေးလေးနဲ့ကြော်ပိုကောင်းပါတယ်အကြော်တဲ့အခါမီးပြင်းလို့ရှိရင်အထက်ကမကြက်ပဲနဲ့ပေါ့နော်အပြင်မှာအရန်တူသွားမျိုးဖြစ်တတ်ပါတယ်ဖြည်းဖြည်းချင်းအထက်အောက်လန်ပေးနေအခုလိုမျိုးနေသားဆိုရင်တော့ရပါပြီနော်အဲ့တော့အကုန်လုံးတော့ကြော်မပြတော့ဘူးနော်ဒီတော့ပဲဒီပဲကြော်လေးကအကောင်းချင်းပဲကြော်လေးဆိုရင်အရင်စားကောင်းပါနော်တချို့ကတော့မန်လေးပဲကြော်လို့လည်းခေါ်ကြရပေါ့နော်ကြော်ကတော့အညာဘက်မှာတော့အခုလိုမျိုးလေးပဲကြော်စားကြရဗျသူနဲ့အချိုးနဲ့စားဖို့အတွက်အရှင်ဇက်ကလေးတက်လုံးမှာဖြစ်ပါလေဗျာအခုလိုပုံစံလေးပေါ့နော်ပဲကြော်လေးဒါတော့ကြော်လို့ပြီးတဲ့အနေထားလေးပေါ့နော်ကြိုင်ရင်လိုက်လို့စားလို့ရပါတယ်ဒါတော့ရှင်ဆက်ဖြုတ်ဖို့အတွက်ခန်းရှင်ဒီလေးနဲ့ငပီလေးနဲ့ကိုပြုတ်ထားပေးရဖြစ်ပါတယ်နော်ဒါရှင်ဆက်အတွက်ကျက်သွန်နီကျက်သွန်ဖြူကျက်ချင်းငယ်ပြီးမကြီးဒီနှစ်ပေါ့နော်ခန်းရှင်လေးတွေအခုလိုနေထားဆိုရင်ရပါပြီနော်အသေးစိတ်တော့မလုပ်ပြတော့ဘူးနော်ကျွန်တော်တို့ကငယ်ပြီးကျက်သွန်ဖြူကျက်သွန်ချင်းအကုန်လုံးထောင်းထားရပေါ့နော်ပြီးတော့ခန်းရှင်ဒီပြုတ်သားလေးထည့်ပြီးတော့ထောင်းလိုက်ပါရဲ့အရသာတက်ကတော့စာဟင်းကြုံမုံထည့်ပါရဲ့နော်တော့ငံပြိုင်မရှိတော့ငံပြိုင်မထည့်တော့ဘူးเนาะဒါကတော့မကြီးသည့်အနည်းလေးပေါ့နော်ဒါကတော့ကျွန်တော်မကြီးသည့်ကနည်းနည်းဟောင်းနေဖြစ်တဲ့အတွက်အယောင်တော့တိတ်မလှဘူးပေါ့နော်ကိုကမကြီးသည့်အသစ်ကလေးဆိုတော့အယောင်လေးပိုလာရပေါ့နော်ဒါကတော့ကျွန်တော်ခုနပြုတ်ထားတဲ့ခင်းရှင်လေးပြုတ်ထားတဲ့အရည်လေးပေါ့နော်အရည်ကျဲလေးစားကျင်တာဖြစ်တဲ့အတွက်ဒါမပြစ်နေဘူးပေါ့နော်အဲ့လိုမျိုးလေးအရှင်ရတာလည်းထိနေပေါ့နော်ငပိရေးပါတော့ခုလိုလေးပေါ့နော်ပြီးတော့ကျွန်တော်တို့နာမည်လေးညှက်ပြီးထည့်ပါမယ်ဒါဆိုစားခြင်းစပွဲဘယ်ကြော်နဲ့လိုက်ဖက်တဲ့အရှင်ဆက်ကလေးရရှိဖြစ်ပါတယ်နော်ကျွန်တော်ဗီဒီယိုလည်းအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နော်